Animate a name cat ဒီတစ်ခါမှာတော့ MIT Media Lab မှာထုတ်ဝေထားတဲ့ Scratch Cat ဆိုတဲ့စာအုပ်ထဲကအခြေခံသင်ခန်းစာတွေကိုအတူတူ exercise လုပ်ကြည့်ကြပါမယ်။ဒီစာအုပ်ထဲမှာပါဝင်တဲ့သင်ခန်းစာတွေဟာ Scratch Programming ကိုစတင်လေ့လာမယ့်တသားမိမိတို့အတွက်အလွန်အသုံးဝင်တဲ့သင်ခန်းစာတွေဖြစ်ပါတယ်။သင်ခန်းစာတွေအဆက်မပြတ်လေ့လာနိုင်အောင် channel ကို like and subscribe လုပ်ထားဖို့လိုပါတယ်။သင်ခန်းစာတွေထဲကပထမအဆုံး title ဖြစ်တဲ့ Animate a name cat ကိုစတင်လေ့လာကြည့်ပါမယ်။ Color Clicker ပထမဦးဆုံး letter ကို click လုပ်တဲ့အခါတိုင်း color လေးတွေပြောင်းသွားစေတဲ့ color clicker တစ်ခုကိုဖန်တီးကြည့်ရအောင်ပထမဦးဆုံးကိုကြိုက်တဲ့ background တစ်ခုကိုခေါ်လိုက်ပါပြီးရင် Spread Library ထဲက letter tab မှာကိုကြိုက်တဲ့ letter တစ်ခုကိုခေါ်ယူလိုက်ပါမယ် Event ထဲက When this spread click ကိုခေါ်ယူလိုက်ပါမယ်၎င်း block ကတော့ spread ကို click ပြုလုပ်လိုက်တဲ့အခါနောက်ထပ် action တစ်ခုနဲ့တွဲပြီးအလုပ်လုပ်မှာဖြစ်ပါတယ်ဒီနေရာမှာ letter ကို color ပြောင်းချင်တာဖြစ်တဲ့အတွက် look panel ထဲက change color effect by ဆိုတဲ့ block နဲ့ချိတ်ဆက်ပေးလိုက်ပါမယ်ရလဒ်အနေနဲ့ကတော့ mouse နဲ့ letter ကို click လုပ်လိုက်တိုင်း color လေးတွေပြောင်းသွားမှာဖြစ်ပါတယ်spinနောက်ထပ် letter ကို click ပြုလုပ်လိုက်ရင်လည်နေတဲ့ letter တစ်ခုကိုဖန်တီးကြည့်ပါမယ်အသုံးပြုမဲ့ letter တစ်ခုကို Spread Library မှာတစ်ဆင့် letter category ထဲကနေယူလိုက်ပါမယ်အသုံးပြုမဲ့ code ကတော့ When this spread click ဖြစ်ပြီးသူ့အောက်မှာတော့ control group ထဲက repeat loop ကိုခေါ်လိုက်ပါမယ်၎င်း repeat loop ထဲကို motion group ထဲက turn right block ကိုထည့်လိုက်ပါမယ် degree ရဲ့တန်ဖိုးကိုတော့ကိုကြိုက်တယ်လို့သတ်မှတ်ပေးနိုင်ပါတယ်ဒီမှာတော့15 degree ထားလိုက်ပါမယ် letter ကို click ကြည့်လိုက်ရင် letter ကလည်နေမှာဖြစ်ပါတယ်အကယ်၍ spray ရဲ့ direction ကို reset လုပ်ချင်တယ်ဆိုရင်တော့ motion group ထဲက point in direction 19ကို click ပြုလုပ်လို့ရပါတယ် play a song letter ကို click ပြုလုပ်တဲ့အခါအတန်တစ်ခုထွက်ပေါ်လာအောင်ပြုလုပ်ရအောင်အဲဒီတော့နောက်ထပ် letter တစ်ခုခေါ်လိုက်ပါမယ် sound tab မှာ sound library ထဲကမိမိအသုံးပြုလိုတဲ့အတန်တစ်ခုကိုရွေးလိုက်ပါcode tab ကိုပြန်သွားပြီး When this spread click နဲ့ sound group ထဲက play sound intendant block ကိုချိန်ပေးလိုက်ပြီး menu ထဲက sound library ထဲမှာရွေးခဲ့တဲ့အတန်ကိုထားလိုက်ပါမယ် letter ကို click ပြုလုပ်ကြည့်လိုက်ရင်ကိုသတ်မှတ်ထားတဲ့အတန်ကိုကြားရမှာဖြစ်ပါတယ် dancing letter နောက်ထပ် letter ကိုစီးချက်အတိုင်းရွေးအောင်ဖန်တီးကြည့်ပါမယ် background တစ်ခုကိုပြောင်းလိုက်ပါမယ် spread library ထဲက letter တစ်ခုကိုခေါ်လိုက်ပါမယ်Scratch window ရဲ့ဘယ်ဘက်အောက်မှာရှိတဲ့ extension button ထဲက music ကိုခေါ်လိုက်ပါမယ်။အဲ့ဒါဆိုရင်တော့ code tab မှာ music ဆိုတဲ့ panel တစ်ခုကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီတော့ code ကိုစပြီးခေါ်သုံးလိုက်မယ်။ When this spread clicked, move 10 step သူ့ရဲ့အောက်မှာတော့ music group ထဲက play drum for beats ကိုခေါ်လိုက်ပါမယ်။ menu ထဲကကိုကြိုက်တဲ့ drum အတန်ကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။နောက်ထပ် move step မှာ -10 သတ်မှတ်ပေးလိုက်ပါမယ်။နောက်ထပ် play drum for beats ကိုထည့်လိုက်ပါမယ်။ drum အတန်ကိုနောက်ထပ်အတန်တစ်မျိုးသတ်မှတ်ပေးလိုက်ပါမယ်။ letter ကို click ပြုလုပ်ကြည့်ရင်တော့ရလဒ်ကိုအခုအတိုင်းမြင်တွေ့ရမှာဖြစ်ပါတယ်။ change sizeဒီတစ်ခါမှာတော့ letter ရဲ့အရွယ်အစားကိုအကြီးအသေးပြောင်းတဲ့ animate လေးဖန်တီးကြည့်ရအောင် letter တစ်ခုကိုရွေးလိုက်ပါမယ်ပါဝင်တဲ့ code block တွေကတော့ when this spread click ဖြစ်ပြီးသူ့ရဲ့အောက်မှာတော့ repeat loop ဖြစ်ပါတယ် loop ရဲ့အကြိမ်အရေကို15သတ်မှတ်လိုက်ပါမယ် loop ထဲမှာ look panel ထဲက change size by block ကိုခေါ်ပြီးတန်ဖိုးကို10ထားလိုက်ပါမယ်နောက်ထပ် repeat loop တစ်ခုကိုထည့်လိုက်ပါမယ် loop အကြိမ်ရေကို15သတ်မှတ်ပေးလိုက်ပါမယ် loop ထဲက change size by block ကို -10 ထားလိုက်ပါမယ်ပြီးရင်တော့ letter ကို mouse နဲ့ click ပြုလုပ်ကြည့်လိုက်တဲ့အခါမှာ letter ကိုအခုအတိုင်းမြင်တွေ့ရမှာပါ press a key ဒီတစ်ခါမှာတော့ key တစ်ခုကိုနှိပ်လိုက်တဲ့အခါမှာ letter ကို action နှစ်ခုပြအောင်လုပ်ကြည့်ပါမယ်key တစ်ခုကိုနှိပ်လိုက်တဲ့အခါ letter က90 degree ညာဘက်ကိုလှည့်မယ်။နောက်ပြီး letter ရဲ့ color ပါပြောင်းသွားမယ်ဆိုရင်ဘယ်လိုခုတ်တွေနဲ့ချိတ်ဆက်သုံးပြရမလဲဆိုတာကိုကြည့်လိုက်ရအောင်။ event ထဲက when key press block မှာ space ကိုရွေးလိုက်ပါမယ်။အဓိပ္ပာယ်က
keyboard ရဲ့ space bar ကိုဖိလိုက်တဲ့အခါမှာနောက်ဆက်တွဲ action တွေကိုလှုပ်ဆောင်မှာဖြစ်ပါတယ်။အကယ်၍ space နေရာမှာအခြား key ကိုလည်းသတ်မှတ်ပေးလို့ရပါတယ်။နောက်ထပ် turn right degree block ကို90 degree သတ်မှတ်ပေးလိုက်ပါမယ်။နောက်ထပ် look ထဲက change color effect ပိုင်းကိုချိန်ပေးလိုက်ပါမယ်။အဲ့ဒီနောက် keyboard ရဲ့ space bar ကိုနှိပ်လိုက်တဲ့အခါ letter က90 degree လှည့်ပြီး color တစ်ခုပြောင်းသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ glide around ဒီသင်ခန်းစာရဲ့နောက်ဆုံးတစ်ခုကတော့ glide around ဖြစ်ပါတယ်။ letter ကိုတနေရာကနေတနေရာချောမွေ့စွာရွှေ့လျားသွားလာနိုင်အောင်ဖန်တီးကြည့်ပါမယ်။ background တစ်ခုကိုထည့်လိုက်ပါမယ်။ပြီးရင်တော့ letter တစ်ခုကိုခေါ်လိုက်ပါမယ်။ Programming area မှာ When this pre-click ကိုခေါ်လိုက်ပါမယ်။နောက်ထပ် motion ထဲက glide second to h point ကိုထည့်လိုက်ပါမယ်။ဒီနေရာမှာ letter ကိုမိမိထားခြင်းနဲ့ h point တန်ဖိုးအတိုင်းသတ်မှတ်ပေးလိုက်ပါမယ်။နောက်ထပ် glide second to h point block ကိုပဲထပ်ယူလိုက်ပါမယ်။အဲ့ဒီ letter ကို1 second အတွင်းရွှေ့လျားလို့တဲ့ h point တန်ဖိုးကိုသတ်မှတ်ပေးလိုက်ပါ။နောက်ထပ် glide second to h point block ကိုထပ်ဖြည့်လိုက်ပါမယ်။ h point တန်ဖိုးကိုတော့ပထမအောင်ဆုံး block ရဲ့တန်ဖိုးအတိုင်းသတ်မှတ်ပေးလိုက်ပါမယ်။ဒါမှသာ letter ကမူလနေရာကိုပြန်ရောက်သွားမှာဖြစ်ပါတယ်။ h point တန်ဖိုးကိုတော့မိမိလိုအပ်သလိုပြောင်းလဲကြည့်လို့ရပါတယ်။ဒါဆိုရင် letter ကို click ပြုလုပ်ကြည့်လိုက်ရင်ရလဒ်ကိုအခုအတိုင်းမြင်တွေ့ရမှာဖြစ်ပါတယ်။ဒီသင်ခန်းစာကတော့ဒီလောက်ပါပဲ။နောက်ထပ်သင်ခန်းစာမှာထပ်တွေ့ကြပါမယ်။